โอเคဗမာကအဲ့ TikTok မှာတရားဝင်မဟုတ်ဘူးပေါ့နော်ဘယ်လိုပြောမလဲကြောညာနေရတယ်တွေ့တယ်အကိုရောအဲ့လိုမျိုးတွေ့ဘူးလားကောင်းမလေးဘာပတ်ချက်ဘူရီကောင်းမလေးလို့နောက်ရှိပါသေးတယ်အဲ့ဒါဘာခေါ်လဲခဏနေပါပတတူနဲ့ကောင်းမလေးလို့အဲ့လိုမျိုးအကောင့်တွေလည်းကျွန်တော်အများကြီးတွေ့တယ်သူရုပ်တွေနဲ့ပေါ့နော်အဲ့လိုမျိုးအကိုရောအဲ့လိုမျိုးအရင်တည်းကရှိရလားဒါအခုမှရှိလာလားအခုနောက်ပိုင်းမှရှိတာဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံမှာကမြန်မာပြည်မှာဖော်ကာလုပ်တဲ့လူတွေတော်တော်များများဗျာဟိုခစ်မကောင်းတော့ထိုင်းကိုပြေးလာတက်လာပြီးတော့အခုအဲ့ဒါတော့ဟုတ်ပါမလားဟုတ်ကဲ့မြန်မာပြည်မှာဆိုရင်ဗျာဟို3-4-5,000ဆိုရင်သူတို့ကလိုက်နေအခုထိုင်းမှာကျတော့အနေဆုံးသူတို့အဲ့အလိုဟာမျိုးတွေကိုမယုံသွားမေးကြည့်အဲ့တော့2500လောက်ကသူတို့စခေါ်တယ်2500စခေါ်တယ်အကိုမေးဘူးလားမေးဘူးတယ်မလို့သူတို့အဲ့ line တို့ပေါ့နော်အဲ့ Facebook တို့ line တို့မှာတက်လာရင်တွေ့လိမ့်မယ် line မှာဆိုအများဆုံးတွေ့လိမ့်မယ်ဒါမြန်မာပြည်သားအသုံးနဲလို့နော် line မှာဆိုအများတက်လာ line ကကြတော့သူကစင်စာမရှိဘူးဗျာဟုတ်တယ် line ဒီမှာ Telegram ရောသုံးများလားအကို Telegram သုံးများပြီမယ် line Telegram မှာဆိုရင်တော့သူကအကောက်ပြက်မြန်တယ် Telegram မှာအခက်မသိအကောက်ပြုတ်ကြသွားပြီပြက်သွားပြီပြောမှာဟုတ်တယ်နော်အကိုပြောတာအခုမှသတိထားမိရယ် Telegram ကအဲ့လိုပေါက်တက်ကြီးရတဲ့တခါလေကြာရင်ပြက်သွားတာမျိုးတွေရှိနိုင်တယ် line ကမရှိဘူးထင်တယ်နော်ကျွန်တော်စိတ်တယ်ဟုတ်ပြီကျွန်တော်တို့ channel ဖွင့်မယ်ဆိုရင်ကျွန်တော်မကောင်းတာလုပ်စားမယ်ဆိုရင် line သုံးရမယ်နော် okay အဲ့ကြတော့ဒါ line ကကြတော့ဘောနော်ကိုယ့်အကူ social ကိုယ့်အကူတင်တယ်ဆိုကိုယ့်တည်းတငယ်ချင်းပဲမြင်တယ်အဲ့လိုမျိုးက line ကပဲတင်တာပို့အဆင်ပြေတယ်ဘာဖြစ်လို့လဲဆို line မှာပဲကျွန်တော်တွေ့တယ်โอเคကိုကြီးဒီနေ့အားဆိုရင်ကျွန်တော်တို့ဒီလောက်ပေါ့နော်နောက်တစ်ပတ်ကြာရင်လည်းအကိုကျွန်တော်သိကျင်တာလေးရှင်အကိုမေးပါဦးမယ်အကိုအချိန်လေးနည်းနည်းပေးပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဆိုရင်ကျွန်တော်အဆုံးသက်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါ bye bye နောက်ပါနော်နောက်ပါဟိုင်းရကြည့်ကျွန်တော်ပိုင်နေနည်းနည်း subject တယ်ဆိုတော့ကျွန်တော်နည်းနည်းထပ်ပြောမယ်နော်အကိုအသိမလားမသိလားတော့မသိအကို grinder သိလားအကိုမသိဘူးအကို blue ရောသိလား blue application သိလားအဲ့ဒါသိတယ်အရင်တော့ကတော့အဲ့လိုဟာမျိုးတွေရှိတယ်မရွှေးနဲ့နော်ဟဲ့မရှိနဲ့နော်ပြီးတော့honor တို့ပါတော့သိလား honor လို့အတန်ထွက်တယ်ထင်တယ်နော်အဲ့ဒါတွေရောသိလားမသိဘူး okay အဲ့ဆိုရင်ဒီယောက်ျားလေးဖော်ကာတွေကိုကြတော့များသောအားဖြင့်ဒီစီးလုံတို့ဟုတ်တယ်နော်စီးလုံက swipe 2နဲ့ swipe 4မှာကြတော့ show တွေရှိတယ်အဲ့ဒီ show တွေမှာအဲ့လိုနာမည်တော့ကျွန်တော်မေးကုန်ပြီအဲ့လို banana boat တို့ပါတို့ထားပါတော့အဲ့ထဲမှာအဲ့လိုမျိုး show ရှောက်နေတဲ့လူတွေကိုနံပါတ်နဲ့ခေါ်လို့ရတယ်ဟုတ်တယ်တို့တွေကဆိုင်ကို1000လား2000လားမသိပေးရတယ်ပြီးတော့ဒီဟာတွေကိုထပ်ပေးရပါတော့เนาะနောက်တစ်ခါကျတော့ခုနကျွန်တော်ပြန်ပြီးဆက်ရမယ်ဆိုရင် grinder တို့blue တို့ honor တို့မှာလည်းအများကြီးပဲထိုင်းနေရှိမယ်ပြီးတော့အခုပို့ပြီးတော့မိုက်တာကဒီ only fan လုပ်တဲ့လူတွေလည်းရှိရယ်ဘတ်4000ကနေပြီးတော့ဘတ်8000လောက်ဒီသူတို့တောင်းပါတယ်ပြီးတော့ဒီ black တွေပေါ့နော်အမဲကောင်တွေလည်းရှိပါတယ်တကယ်လို့ပတ်စံမပေးဘဲနဲ့တောင်းကြည့်ခြင်းလည်းရပါတယ်သူတို့ပို့ပေးပါတယ်ပုံနေပါတယ်ခွေးခွန်နာမှာလည်းရှိတယ်ခွေးခွန်နာမှာဆိုရင်ညာဘက်ဆိုရင်ခွေးခွန်မီးပွိုင်နာဝင်ခြင်းမှာလည်းရှိတယ်ခွေးအဲ့ဒါကောင်လေးလားကောင်မလေးလားကိုလေးလည်းရှိကောင်မလေးလည်းရှိကိုညနေကြလိုက်ပို့ပေးပါလားညနေကြလည်းလိုက်ပို့ပေးမယ်မဟုတ်တော့ညပိုင်းမှထွက်တာဒီကောင်တွေကဟိုကလက်ကပြန်နေကြအဲ့ဒါမှကလက်တွေရှိရမလားခွေးခွန်နာမှာအဲ့ကလက်တွေကလက်ကပြန်နေကြအဲ့ဒါမှကလက်တွေရှိရမလားခွေးခွန်နာမှာအဲ့ကလက်တွေကထွက်တာပြီးတော့နောက်တစ်ခုကကြတော့ဗောနော်ဒီမှာကြတော့နောက်တစ်ခုအဲ့လိုဗောနော်အဲ့လို dating app တွေမှာတစ်ခါကျရင်တွေ့တာပဲဖြစ်ဒီမှာပဲတွေ့တာပဲဖြစ်တို့ရချက်ချင်းလည်းငင်တစ်ခါလေကြာရင်ကြိုက်နေတော့မှသူကတစ်ခါလေဟိုအဲ့လိုမျိုး money point တွေဖြစ်သွားတယ်လို့ပတ်စံတောင်းတာမျိုးတွေရောကြုံမှုကြတာတော့ကျွန်တော်တို့ကြုံမှုတဲ့အရင်တော့အခုတော့ငြိမ်နေပါပြီထိုင်းမှာကြတော့ကိုဗရန်ပြောတဲ့ app တွေသုံးတာတဲ့ထိုင်းမှာ line ပေါ့နော် app line ကနေပြီးတော့ line group တွေ line တွေကနေသွားတာများတယ်ချိန်ပေါ်မူတည်ရခါညnetလေးဈေးရောလေးခါရရင်လည်းညnetပြီးတော့အရန်လူရှာမရရင်တခါကျပို့ပေးရမျိုးလဲရှိပါဒါကတော့အချိန်ခါနဲ့ဟုတ်နိုင်ငံအသီးလိုမျိုးအဲ့လိုပုံစံရပါတယ်ဟုတ်ပါတယ်အဲ့လိုမျိုးကခုနပြောလို့ကောင်မလေးလည်းရှိရယ်ကောင်လေးလည်းရှိရယ်ဒါပေမဲ့ကောင်လေးတွေရှိရယ်ဆိုရင်ဒီနိုင်ငံမှာဘယ်လိုလဲဆိုတော့အဲ့လိုဒီအနှိတ်ခမ်းတို့ဘာလို့ပေါ့နော် massage အဲ့လိုဆိုင်နေပေါ့နော်အဲ့လိုမျိုးတွေမှာ line ကနေပြီးတော့မေးလို့ရဒါပေမဲ့သူတို့ကကြတော့တရားဝင်တော့ဒီဟာ service တွေရပါတယ် extra service တွေရပါတယ်ဆိုပြီးသူတို့မပြောဘူးဒိုင်ချိုလေးပေါ့နော်ဘာဖြစ်လို့ဆိုတော့line app တွေကသူတို့ရofficial line app တွေဆိုတော့တခုခုပြဿနာတက်မှာဆိုလို့ထင်တယ်မေးရဆိုရင်တော့သူကမရဘူးပဲသူဖြေတယ်ဒါပေမဲ့ဆိုင်သွားရင်ညှိလို့ရပါတယ်အခုမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါ
အခုကျွန်တော်လေးတစ်ခုသိကျင်လို့ပေါ့နော်အကိုကဒီထိုင်းနိုင်ငံမှာဆယ်နှစ်ကျော်နေခဲ့လို့ကျွန်တော်သိထားတော့လေဒီထိုင်းနိုင်ငံရဲ့ဒီဖော့ကာလောကကြီးပေါ့အကိုဖော့ကာဆိုပြီးအများနဲ့ပြောနေတော့ဆိုတော့ပြောမယ်ဆိုရင်တော့လူတိုင်းသိနေတဲ့နေရာတွေမဟုတ်ဘဲနဲ့နာနာတို့ဒီစီးလုံးတို့မဟုတ်ဘဲနဲ့တခြားအကိုသိတဲ့နေရာတွေများရှိလာပါတော့ underground နေရာတွေပေါ့ဘယ်လိုနေရာတွေများသွားတင်လဲဘယ်လိုနေရာတွေမှာရှာတင်လဲဘယ်လိုနေရာတွေကိုရှောင်တင်လဲဆိုတာလေးတစ်ချက်နောင်လာနောင်သားတွေအတွက်ဘုဒ္ဓရအောင်ပြပြပေးပါ ပြောပြရမှာဗောပြောပြရမှာဗောRCA ကနေပြီးတော့ထွက်ရင်နောက်မှာရထားလမ်းရှိပါတယ်ညာဘက်ဆိုရင်အဲ့ဘက်ကိုသွားလို့လည်းရပါတယ် အဲ့မှာဈေးနှုန်းနေရအောင်ကိုဘယ်လောက်ရှိမလဲ အဲ့ဒါတော့ဗောကိုပေါ်မူတည်ရဗောနော်အဲ့နားလေးမှာကြာတော့ RCA ကကျွန်တော်တော့သိရဒါပေမဲ့အကိုပြောတဲ့နေရာမျက်လုံးနဲ့မြင်အောင်ကျွန်တော်တစ်ချက်နည်းနည်းလေးတစ်ချက်အသေးစိတ်လေးတစ်ချက်ထပ်ရှင်းပြပေးပါလား RCA နောက်ထဲမှာဆိုရင်ရထားလမ်းရှိရလေမိုးပြရထားလမ်းနဲ့အောက်လမ်းနဲ့ရှိရလေအဲ့လမ်းအောက်ထဲမှာဆိုရင်ညာဘက်ဆိုင်ကမမောင်းဝါမိပါစေနဲ့မောင်းဝါမိတားပြီးတော့ဘလောက်ဆို2000 3000အနေစားပြီးတော့အစင်နောက်ညနက်ပိုင်းရောက်သွားရင်တော့သူတို့900 600ပဲဖြစ်သွားမယ် ဈေးတော့များရနော်2000 3000ဆိုပွင့်လင်းပြောတော့နည်းနည်းတော့ဈေးများရနော်အကို အစောပိုင်းဆိုဈေးများတယ်နောက်ပိုင်းဆိုရင်တစ်ချက်ထိုးပြီးနောက်ပိုင်းဆိုဈေးကြသွား အကိုတချို့နောက်ပိုင်းဆိုရင်ဒီဘက်မှာကာဖြူတွေပါမရှိဘူးလားတိုင်းနိုင်ငံမှာ မရှိဘူးတစ်ချက်ထိုးပြီးနောက်ပိုင်းဆိုအော်တိုဈေးကြသွားတယ် ဟုတ်ပြီအကိုအဲ့ဆိုရင်ဒါနံပါတ်1နေရာပေါ့နော် RCA ဒါကျွန်တော်ဒါမှတ်သားပါကျွန်တော်ဆိုအဲ့နေရာကြီးမသိပေါ့နော်ပြီးတော့တခြားအဲ့လိုမျိုးနေရာမျိုးလေးရောရှိအောင်မလားအကို ခောက်ဆန်ဆိုရင်တော့ဒါတော်များသေးတယ်ဒါပေမဲ့ခောက်ဆန်ရဲ့တစ်ဖက်အချမ်းပေါ့နော်ထီရောင်းတဲ့တစ်ဖက်ချမ်းရဲ့ဟိုတလန်းကျော်မှာဆိုရင်7-11ရှိတယ်အဲ7-11နားဝန်းကျင်မှာဆိုရင်40ကျော်50ဝန်းကျင်နေရှိတယ် ခဏကျွန်တော်ပြောမယ်အဲ့နေရာကျွန်တော်ရောက်ဘူးတဲ့အဲ့ဒါဟိုတကယ်ဟိုဘယ်လိုပြောရမလဲ expire ဖြစ်နေတယ်ဗျာနည်းနည်းလေးအဆင်ပြေပါမလားပရိသတ်တွေအတွက် မအားတော့မသိဘူး900 600တဲ့ဟိုတလောကပေါ့နော်သွားရင်းနဲ့ပတ်စံထုတ်ရင်းနဲ့သွားလိုက်တာအမိမောင်လေး900 600ဆိုကိုမှမနေ ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါအမှရေစာလို့ဆိုပြီးတော့အပမှာဟိုအဖြစ်ချွေတောက်တာပေါ့နော်သူကဆိုတော့ကျွန်တော် signal တွေပို့နေကျွန်တော် signal ပို့နေကျွန်တော်လည်းရည်ကျင်တာတော့မနေ့ပြန်ပြီးတော့ထွက်လာတယ်တော်တော့အကြည့်တွေကတော့စူးရှာတယ်ဗျာနော်ဟုတ်တယ်နော်အဲ့လိုမမတွေမဟုတ်တီတီလေးထင်တယ်နော်တီတီလေး ဖွားဖွားတွေမလက်စော့ မလဆွဟုတ်လေအဲ့မာဆက်တရားရရင်မလက်စော့ပြောပါ အော်မလဆွဟုတ်ပြီ ဆိုရင်ကျွန်တော်အလုပ်သွားလျှောက်ပြီးရဖလန်ကောင်းတာဆိုင်ဆိုတော့အခုပိတ်သွားပြီပေါ့နော်ယောက်ျားလေးတက်ကိုသူကဘယ်လိုပြောမလဲ main ကလေးတက်ပဲလာတာဗျာ ဟုတ်တယ် Rama 9မှာရှိရပါတော့အမှယောက်ျားလေးလည်းတွားတယ်မိန်းကလေးလည်းတွားဟုတ်တယ်နော်အဲ့လို fake club တွေလည်းရှိတယ်ဟုတ်တယ်အဲ့ဒါတွေကကြတော့သူတို့ကိုတခါကြ model လို freelancer လိုမျိုး ဟုတ်တယ် နာမည်တက်ထားပါတော့ဒါပေမဲ့လည်းဒီလိုလုပ်နေတာတို့တော့နည်းနည်းလေးဈေးကြီးရပါတော့ ခွခွနာတို့အဲ့တင်တယ်ဖလန်ကပြီးရင်ဒါဒီစီကိုလန်ကြောင်းတစ်ချောင်းမှာဆိုရင်ဒါနာနာဆွဲကောင်းပွားပြီးရင်ဟိုဘက်ရောက်သွားပြီဆိုရင်စီလွန်ဘက်ရောက်သွားရင်စီလွန် ဒီမျိုးမှာဖော့ကအများဆုံးတိတ်တီးစားအများဆုံးရှိရလို့အကိုယူဆလဲကို ဒီစီကိုလန်ကြောင်းဖြစ်တဲ့နာနာနဲ့ဆွဲကောင်းပွားအဲ့ ကိုဖြစ်ဆိုတော့ကျွန်တော်တို့နေရနာလားအကို အဲ့ဒီဘက်ထဲကြောင့်နည်းနည်းဟိုဖြစ်သွားပြီပေါ့နော်သူကများတာကြတော့အဲ့ဒီစီကိုဆွဲနေကနေစားလိုက် အော်ဟုတ်ပြီ ဆွဲနေရင်စပြီးတော့ဆွဲဒီ16 19ထိ17လောက်ထိအဲ့ဒါတွေပဲညဘက်ကိုဗရန်သွားဘူးလား တွားဘူးပါတယ်ကို တောက်ချညဆက် အဲ့လောက်တော့တိတ်တတိတော့မထားမိကျွန်တော်ကပင်ပန်းလို့ application ကနေပဲရှာလိုက်တယ် အဲ့ဒါတွေကြီးပဲ အဲ့လိုမျိုးဟုတ် ညဈေးကြောင်းနေမို့ အခုနောက်တစ်ခုမေးအောင်မယ်ဘယ်လိုလူမျိုးအတွေ့များလဲထိုင်းနိုင်ငံလူမျိုးတွေပဲလားတခြားလူမျိုးတွေအတွေ့များလား လူမျိုးစုံပဲဒီထိုင်းမှာကျတော့ဟိုဘယ်လိုပြောမလဲနိုင်ငံသားတွေလာတာများတာဘာလို့လာတာများတာဝင်ဆိုတော့သူကဘာလူမျိုးလို့ချင်းတော့လူချင်းတဲ့လူမျိုးအကုန်ရတယ်ဟုတ်ပါဗျာ ဟုတ်တယ်အကိုပြောရလက်ခံတယ်အဲ့ပတ်တရားမှဆိုကျွန်တော်အဲ့လိုဒီ freelancer ကောင်မလေးပေါ့နော်ညငက်လေးတွေရဲ့ဟာကိုကျွန်တော်တော်တော်များများ follow လုပ်တာဘာဖြစ်လို့ဆိုတော့ကြည့်ရတာစိတ်ဝင်စားဖို့ကောင်းလို့နိုင်ငံသားတွေနဲ့တို့နဲ့အမေးပြေပေါ့နော်ဆိုတော့အဲ့မှာဟိုဗာလဲဘာခေါ်လဲဖိလစ်ပိုင်တို့ဗီယက်နမ်တို့ချိုင်းနာတို့ပြီးတော့အဲ့လိုအမဲအမျိုးသမီးတွေပါကျွန်တော်တွေ့ဘူးတယ်ဟုတ်အမဲအမျိုးသမီးတွေပါတွေ့ဘူးတယ် ဘယ်လိုထိုင်းနိုင်ငံမှာကဘယ်လိုမျိုးလုံးဆိုတော့အခုပေါ့နော်အာရှယူမလားဥရောပယူမလားအာဖရိကယူမလား तू ကတိုက်နေဟော तू ကအဲ့လိုမျိုး group ရှိတယ်အရင်ဟုတ်အကိုဆိုရင်ပါယူမလဲမသိဘူးပေါ့နော်အကိုရဲ့အကြိုက်လေးတီးပြရစီခင်ဗျဘယ်ဟာမှမကြိုက်ဘူးကိုဒီမနိုင်တာ မနိုင်ဘူးပေါ့ကိုမနိုင်ဘူးပေါ့ဟုတ်တကယ်လို့နိုင်ခဲ့မယ်ဆိုရင်တော့ကိုဘာကိုရွေးချယ်မလဲပေါ့နော် တော်ပါပြီ